တိချပရိသတ်များခင်ဗျာတိချပရိသတ်တွေကြောက်ဝပြီးဖြစ်တဲ့အတိုင်းလူကြီးသူမတွေကိုကျွန်တော်တို့ကြောကြရင်ဖြင့်လူကြီးတွေကစုတွေပေးတတ်ကြပါတယ်။ကျမ်းပါပါစေချမ်းသာပါစေဒီလင်ဒီမယားကိုအောင်မင်းအောင်ပေါင်းကြပါစေစသည်ဖြင့်ပေါ့ဗျာအဲ့ဒီစုတွေကကိုအောင်မင်းအောင်ပေါင်းအောင်ပါစေဆိုတဲ့စုကိုကျွန်တော်ဒီနေ့မှချစ်သူတွေဘက်ကခန်းစားကြည့်မိပါတယ်တကယ်လို့များကိုအောင်မင်းအောင်ပေါင်းအောင်ပါစေဆိုတဲ့စုကိုတောင်းနေကြရတဲ့ချစ်ကန်ခေလို့ဝေးနေရှာတဲ့ချစ်သူတွေအတွက်နိစ္စဆုံးဖြစ်ကလေးတစ်ခုကိုစုတည်ပြီးဒီသချင်းလေးကိုရေးဆက်ပြီးဆိုလိုက်မိပါတယ်ကဲကျွန်တော်တို့နားဆင်ကြည့်ကြပါစို့ခင်ဗျာတောင်းငင်ကြဘူးလေချီသားတွေဘဝမယ်ဦးအောင်မီအောင်ပေါင်းရဖို့မြတ်ဖရာမယ်ကြီးစားလင်မကဒီမယာမကြတဲ့ဒုလူဘဝကိုသိချစ်ခဲ့သည်များတငယ်ချင်းများရဲ့စုပေးကြတဲ့ပျော်ရွှင်စရာရည်စားဘဝမှာနောက်ပြောင်ရေးထိတ်ခါရည်စရာတပွဲခုတော့ပြီးတဲ့စုရဲ့လွန်နေတာစုဖြစ်ကြံနေတယ်တောင်းခဲ့ကြဘူးလေချီသားတွေဘဝမယ်ဦးအောင်မီအောင်ပေါင်းရဖို့မြတ်ဖရာမယ်ကြီးစားလည်းမကဒီမယာမကြတဲ့ဒုလူဘဝကိုသိချစ်ခဲ့သည်များတငယ်ချင်းများရဲ့စုပေးရတဲ့ပျော်ရွှင်စရာရည်စားဘဝမှာနောက်ပြောင်ရင်ထိတ်ခါရည်စရာတပွဲခုတော့ပြီးတဲ့သူရဲ့လွန်နေတာစုဖြစ်ကြံနေတယ်ကုန်ရည်မတူရည်တောင်းရဲ့စုရဲ့ပြည့်ရဖို့မလွယ်ခုတော့သူလည်းကြားမယ်တပါသူရင်နဲ့သနာဝဲချစ်ရဲ့နဲ့လည်းများတဲ့သူများနဲ့ငါရေးသားရဲ့သူတွေစုပန်းနေကြဖယားအားတွေ့ပြန်ပြီးကွယ်မျောခဲ့ဘူးတဲ့စုရဲ့တိုင်တယ်ဘူးတဲ့စုရဲ့ပြောခဲ့ဘူးတဲ့စုရဲ့မူကြီးရဲ့နဲ့ချစ်တွေ့ွယ်တကယ်စုပန်းလိုက်မယ်ဦးအောင်မင်းအောင်ပေါင်းရပါတော့ကွယ်တောင်းခဲ့ကြဘူးလေချီသားတွေဘဝမယ်ဦးအောင်မီအောင်ပေါင်းရဖို့မြတ်ဖရာမယ်ကြီးစားလည်းမကလင်မယာမကြတဲ့ဒုလူဘဝကိုသိချစ်ခဲ့သည်များတငယ်ချင်းများရဲ့စုပေးကြတဲ့ပျော်ရွှင်စရာရည်စားဘဝမှာနောက်ပြောင်ရေးထိတ်ခါရည်စရာတပွဲခုတော့ပြီးတဲ့သူရဲ့လွန်နေတာစုဖြစ်ကြံနေတယ်ကုန်ရည်တူရည်တောင်းရဲ့စုရဲ့ပြည့်ကြဖို့မလွယ်ခုတော့သူလည်းကြားမယ်တပါလူရင်နဲ့သနာဝဲချစ်ရဲ့နဲ့လည်းများတဲ့သူများနဲ့ငါရေးစားရဲ့သူတွေစုပန်းနေကြဖယားမှတွေ့ပြန်ပြီးကွယ်မျောခဲ့ဘူးတဲ့စုရဲ့တိုင်တယ်ဘူးတဲ့စုရဲ့ပြောခဲ့ဘူးတဲ့စုရဲ့မူကြီးရဲ့နဲ့ချ
စ်တွေွယ်တကယ်စုပန်လိုက်ပဲကိုအောင်မင်းအောင်ပေါင်းကြပါတော့ကွယ်စုပန်လိုက်ပဲကိုအောင်မင်းအောင်ပေါင်းကြပါတော့ကွယ်စုပန်လိုက်ပဲကိုအောင်မင်းအောင်ပေါင်းကြပါ